ကလေးတယောက်စီကနေကစားစရာရုပ်ကိုလွတ်ယူလိုက်အလွန်မဲ့ခံစားရပြီးငိုကြွေးတတ်ကြတာကိုအားလုံးမြင်မှုကြမှာပါအဲ့ဒီကလေးငိုရတာဟာအယုတ်ကအရန်တန်မှုကြီးလို့မဟုတ်ပါဘူးဒေတာတုံးလေးပဲဖြစ်ဖြစ်ဈေးကြီးတဲ့ electronic ပစ္စည်းပဲဖြစ်ဖြစ်ဆုံးရှုံးရတဲ့တောက်ကတော့အတူတူပါပဲဘာလို့လဲဆိုတော့အဓိကအကြောင်းရင်းကအယုတ်မှမဟုတ်ပါဘူးငါဥစ္စာဆိုတဲ့စကားလုံးတော့ခံစားချက်ကြောင့်ပါဒါကိုစိတ်ပညာရှင်များကအတ္တရဲ့ဖွဲ့စည်းပုံလို့ခေါ်ပါတယ်အရာဝတ္ထုတွေနဲ့ကိုယ့်ကိုယ်ကိုထပ်တူပြုကြပါတယ်လူတွေဟာကျွန်တော်တို့ရဲ့အတ္တဟာပစ္စည်းတွေနဲ့ကိုယ့်ကိုယ်ကိုထပ်တူပြုတတ်တဲ့ဗီဇရှိပါတယ်ကလေးဘဝမှာတော့ငါကစားစရာဖြစ်ခဲ့ကြပါတယ်ကြီးလာတဲ့အခါမှာတော့ငါကားငါအိမ်ငါအဝတ်စားငါရဲ့ brand ပစ္စည်းဆိုပြီးတော့ဖြစ်လာပါတယ်အရာဝတ္ထုတွေထဲမှာကိုယ့်ရဲ့တန်ဖိုးကိုရှာဖွေရင်းနဲ့ပဲနောက်ဆုံးမှာအဲ့ဒီပစ္စည်းတွေကြားတယ်ကိုယ့်ကိုယ်ကိုပျောက်ဆုံးသွားရတာအတ္တရဲ့သဘောပါပဲဒီချက်ကိုရောင်းဝယ်တဲ့ကြော်ညာလောကကလူတွေအကောင်းဆုံးအသုံးချကြပါတယ်သူတို့ကလူတွေတကယ်မလိုအပ်တဲ့ပစ္စည်းတွေကိုရောင်းဖို့အတွက်ဒီပစ္စည်းကိုသုံးရင်မင်းကလူကြားထဲမှာထိုးချသွားမယ်ပိုပြီးထားကြသွားမယ်ဆိုတဲ့စိတ်ကူးရဲ့အမှတ်အသားအင်တာနက်တွေကိုရောင်းကြတာပါကျွန်တော်တို့ဝယ်နေတဲ့ luxury brand တွေဟာတကယ်တော့ပစ္စည်းရဲ့ရုပ်ဝတ္ထုတန်ဖိုးထက်ငါအထက်တန်းမှာပါဆိုတဲ့အတ္တစိတ်ကျဉ်းနှံ့မှုဝယ်ယူနေကြတာဖြစ်ပါတယ်ဒါပေမဲ့ပြဿနာကအရာဝတ္ထုတွေစီကနေရတဲ့အတ္တရဲ့ကျဉ်းနှံ့မှုဟာခဏပါပဲခံရတာပါအဲ့တော့ပို့လို့ခြင်းနဲ့ပို့ဝဲတယ်ပို့ပြီးတော့အလွန်ကျွံသုံးဆွဲလာတယ်ဒီလိုနဲ့ customer society လူသုံးပုံအခြေပြုလူဖွဲ့စည်းကြီးလေပတ်နေပါတယ်အကန့်အသတ်မရှိပို့ရခြင်းနေတာအဆုံးမရှိတိုးတက်ခြင်းနေတာခန္ဓာကိုယ်ကိုဖြည့်ဆည်းပြမယ်ကင်ဆာဆက်ရဲ့သဘောတဘာဝအတိုင်းပါဒါဆိုကျွန်တော်တို့ကပစ္စည်းတွေကိုမုန်းရမှာလားဒီလိုမဟုတ်ပါကျွန်တော်တို့နေတာနဲ့ရုပ်ထုလောကအိမ်ဘဝစားကရိယာတွေကမရှိမဖြစ်လိုအပ်တဲ့ပစ္စည်းတွေတဘာဝတရားအရာအရာဝတ္ထုတိုင်းမှာသူ့ရဲ့ဖြစ်တည်မှုနဲ့အသက်ဆွမ်းအင်တော့ရှိပါတယ်ဒါပေမဲ့အဲ့ဒီပစ္စည်းတွေကိုငါရဲ့တန်ဖိုးကိုမြင့်တင်ဖို့နီလန်းအဖြစ်အသုံးချပြီးအစွဲလန်းကြီးတဲ့အခါမှာဒုက္ခဟာစတင်ပါပြီဒါကြောင့်မှအဲ့ဒီလိုမျိုးအတ္တဟာကိုယ့်ကိုယ်ချဲလဲနေပြီဆိုရင်မိမိကိုယ်ကိုပြန်ဆန်းစစ်ဖို့မိကွန်လေးကိုလည်းဆန်းစစ်သင့်ပါတယ်နံပါတ်1ငါရဲ့စိတ်ပိုင်းဆိုင်ရာတန်ဖိုးဟာငါပိုင်ဆိုင်တဲ့ပစ္စည်းတွေကိုမှမူတည်နေသလားနံပါတ်2အချို့ပစ္စည်းတွေကြောင့်ငါကိုယ်ကတခြားသူထက်ပိုအရေးပါတယ်ပိုတာတယ်လို့ခံစားနေရလားနံပါတ်3အခြားသူတွေရဲ့အမြင်မှာကိုယ့်ကိုယ်ကိုဂုဏ်တက်အောင်ကိုယ်ပိုင်တဲ့ပစ္စည်းတွေကိုအမှတ်မထင်ထုတ်ကြွမိတတ်တယ်နံပါတ်4တခြားသူကကိုယ့်ထက်ပိုပါဆိုင်ထားတဲ့အခါဒါမှမဟုတ်ကိုချစ်တဲ့ပစ္စည်းလေးဆုံးရှုံးသွားတဲ့အခါငါရဲ့တန်ဖိုးပဲကျသွားတယ်လို့မျိုးမကျင်တဲ့ဖြစ်မိသလားဒါကြောင့်ဒီမျိုးကုန်းလေးကိုပုဂ္ဂိုလ်ကိုမေးနေပါတယ်ဘဝမှာကိုယ့်ရဲ့ဖြစ်တည်မှုအရာသာအမှန်တကယ်မခံစားရတော့တဲ့အခါလူတွေကမိမိဘဝရဲ့လွတ်လပ်ဟာကွက်ကြီးကိုအရာဝတ္ထုပစ္စည်းတွေနဲ့အတင်းလိုက်ဖြစ်ကြလေရှိပါတယ်ဒါကြောင့်ပစ္စည်းတွေကိုပိုင်ဆိုင်မှာဒါပေမဲ့အဲ့ဒီပစ္စည်းတွေတင့်ကိုပြန်ပြီးလွှမ်းမိုးချုပ်ကဲမတော့ပါစေနဲ့လို့ဒီစာသားနဲ့ကျွန်တော်တတိပေးလိုက်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်